Okay ဆိုတော့ကျွန်တော်ဒီဘာဆွဲကြမလဲဆိုလို့ရှိရင်ကျွန်တော်ဒီ 2D sketch ကနေပြီးတော့ဒီ 3D ပုံကိုကျွန်တော်ဆွဲကြမှာဘယ်ထဲမှာဆွဲမှာလဲဆိုလို့ရှိရင်ကျွန်တော် solid work ထဲမှာဆွဲကြမှာဘာပုံဆွဲမှာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံလေးကိုဆွဲကြမှာဆိုတော့ဒီမှာဖြစ်လာမဲ့သူရဲ့ 3D ပုံလေးလည်းပါပြီးသားဒီမှာဘယ်လိုဆွဲရမလဲဆိုတာကိုကျွန်တော် 2D dimension တွေလည်းကျွန်တော်ထည့်ပေးပြီးသားဆိုတော့ဒီပုံလေးကိုကျွန်တော် solid work ထဲမှာလိုက်ပြီးဆွဲကြအောင်ဆိုတော့ဆွဲဖို့အတွက်ဘယ်ကနေစကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီကနေစကြည့်မယ်ကျွန်တော် front plane ကနေပြီးတော့စပြီးတော့ဆွဲမှာဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘေးကနှစ်ဖားလေးတွေရှိမယ်ပြီးလို့ရှိရင်အပေါ်ကို slope လေးနဲ့တက်သွားမယ်ဟိုးအပေါ်ဆုံးမှာစခဲ့เนาะဒီ radius 20နဲ့ပြန်ပြီးအုပ်ထားတာရှိရယ်ဆိုတော့အဲ့ဒါဆက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က mirror ကိုဒီမှာအဓိကအပြင်သုံးမယ်ရှေ့က video မှာ mirror သုံးတာတော့မပါဘူးဒီ video မှာ mirror သုံးတာကိုကျွန်တော်ပြောရမယ်ပြီးလို့ရှိရင်ဘာပါအောင်လဲဆိုလို့ရှိရင်ဒီကျွန်တော်တို့ဒီ dimension လေးပေါ့ dimension ရင်ကြည့်မယ်เนาะ dimension ရင်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒီဘက်နှစ်ပါးလေးကကျတော့340ရှိရယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့နှစ်ဖားရဲ့ဒီထိပ်အစကနေပြီးတော့စင်တာထိရကြတော့30ရှိဆိုတော့40 30ရှိထားတယ်ကျွန်တော်ဆွဲကြမယ်အဲ့အားလေးကိုရင်မဆွဲခင်ကျွန်တော်တို့ဒီverticalဟို line နဲ့ vertical center line နဲ့ဒီ horizontal center line ကိုကျွန်တော်တို့အရင်ဆုံးဆွဲရမယ်ဝင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ front plane ကနေစဆွဲမယ်ပြီးလို့ရှိရင်ကျွန်တော် mid point ကိုယူမယ် mid point ယူပြီးတော့လေတစ်ခုရွေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ line ချောင်းယူမယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့အပေါ်ချက်ပြလိုက်မယ် okay ဒီကောင်ပြီးလို့ရှိရင် construction line ပြောင်းမယ်ပြီးလို့ရှိရင်ဒီကောင်ကို construction line ပြောင်းမယ် okay ဆိုတော့ခုနကပြောခဲ့တယ်ဆိုတော့ဒီလိုမျိုးလေးသွားမယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအကောင်ကွာဝေးရကြတော့40ပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအထိကွာဝေးရကြတော့30 okay 30ဒါရပါပြီလို့ရှိရင်ကျွန်တော်တို့အပေါ်လေးကိုဆလုတ်တက်မှာဆိုတဲ့အတွက်ဒီကောင်ကိုလောက်လေးသွားလိုက်မယ်เนาะလောက်လေးသွားထားလိုက်မယ်ဘယ်လောက်လဲအောင်မသိသေးဘူးသူ့ရဲ့အထူဘယ်လောက်လဲသိချင်လို့ရှိရင်ကျွန်တော်သွားပြီးတော့ dimension သွားဖတ်မယ်သူ့ရဲ့အထူလေးကဘယ်လောက်လဲဆိုလို့ရှိရင်ဒီဘက်မှာပုံမှာပေးထားတယ်right side မှာပေါ့เนาะမပေးထားလဲဆိုလို့ရှိရင်10 mm ထူတဲ့ဟာကိုလောက်မှာเนาะ10 mm ထူတဲ့ဟာဆိုတော့ကျွန်တော်တို့ဒီကောင်ကို10ဆိုကျွန်တော်ပေးလိုက်မယ် okay ဆိုတော့ဒီကောင်ကဘယ်လောက်လဲကျွန်တော်ဒီကောင်ဘယ်လောက်လဲဆိုတာကိုကျွန်တော်မသိဘူးဆိုတော့သွားပြီးတော့ dimension ဖတ်မယ် dimension မှာဆိုလို့ရှိရင်ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ဘာရှိမလဲဒီမှာဟိုးအောက်မှာပေးထားတယ်အပေါ်ကနေပြီးတော့ top view ကနေကြည့်လို့ရှိရင်เนาะနှစ်ဖားလေးရတစ်ခုနဲ့တစ်ခုအကွာဝေးရဘယ်လောက်လဲဆိုလို့ရှိရင်30ဆိုပြီးတော့ပေးထားတယ်ဒီမှာ140 30ဆိုပြီးတော့ပေးထားတယ်ဆိုတော့140ကဘယ်ကောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီထိတ်ကနေပြီးတော့နောက်ဒီဘက်သွားမဲ့ကောင်ကို140เนาะ30ကကျွန်တော်ဒီနားလေးပေါ့ဆိုတော့30ဆိုကျွန်တော်ခုနသတ်မှတ်ထားခဲ့တယ်30ဆိုတဲ့အတွက်30လေးလောက်လိုက်ပြီ okay ဆိုတော့ဒီဘက်မှာကျွန်တော်မဆွဲဘူးဘာလို့မဆွဲရလဲဆိုတော့ကျွန်တော်က mirror entity ကိုသုံးမယ်ဖြစ်တဲ့အတွက်ဒီပုံထပ်မဆွဲတော့ကျွန်တော် mirror ခောက်မှာပေါ့ okay ဆိုတော့ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအပေါ်ကိုဒီဆက်လုပ်လေးတက်မှာပေါ့ဒီလိုမျိုးလေးเนาะဒီအဆောင်လေးတက်မှာဆိုတော့ဘလောက်အဆောင်လေးတက်မလဲဆိုတာကိုမသိသေးဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ dimension ပြန်သွားကြည့်မယ်တော့ဘာပေးထားလဲဆိုလို့ရှိရင် home မှာပေးရတယ် radius အပေါ်အခိုးကြီးကိုကျွန်တော်အရင်ဆွဲကြမှာသူကဘာပြောထားလဲဆိုလို့ရှိရင် radius တဲ့20ပေးထားတယ် radius 20ဖြစ်တဲ့အတွက်ကျွန်တော် diameter နဲ့ဆိုလို့ရှိရင်နှစ်ဆဖြစ်တဲ့အတွက်40ပြောရလိမ့်မယ် okay 40ရှိတဲ့ diameter ဆွဲမယ်သူ့ရဲ့အမြင့်ကဘယ်လောက်လဲဆိုလို့ရှိရင် base ကနေပြီးတော့ဘယ်လောက်ရှိတဲ့အမြင့်မှာအဲ့ကောင်အစဆွဲမှာလဲဆိုလို့ရှိရင် base ကနေပြီးတော့เนาะဒီမှာ base ကနေပြီးတော့ဟိုးအမြင့်ထိဒီစာကဲဟိုးအပေါ်ဆုံးအခုံးထိအမြင့်ကဘယ်လောက်လဲဆိုလို့ရှိရင်180ရှိရဲ့အမြင့်မှာဒီ40 diameter ရှိရဲ့အခုံးလေးကိုကျွန်တော်ဆွဲကြမှာဆိုတဲ့အတွက်ကျွန်တော်တို့သတ်မှတ်လိုက်မယ်စာကဲလေးကိုရင်ဆွဲလိုက်မယ်စာကဲရင်ဆွဲမယ်ပြီးလို့ရှိရင်ဒီစာကဲက40 diameter 40 okay နောက်တော့ဘာလဲဆိုလို့ရှိရင်သူကကြတော့ဒီကနေတော့ဒီကကြတော့180လို့ပေးထားတယ်ဆိုတဲ့အတွက်180ကိုကျွန်တော်သတ်မှတ်ကြမယ်ဒီကနေပြီးတော့ဒီအထိ180ဆိုပြီးပေးထားတဲ့အတွက်180သတ်မှတ်လိုက်ပြီ okay ဒါရပါပြီဆိုတော့ကျွန်တော်အပေါ်အခုံးလေးတက်ကြpoint တက်မှာဆိုတော့ဒီကနေပြီးတော့လောက်ထားလိုက်မယ် okay ဆိုတော့ဒီမှာဆိုလို့ရှိရင်
တန်းညက်ဖြစ်လာမဖြစ်လာကျွန်တော်မသိဘူးဆိုတဲ့အတွက်ဒီကောင်နှိမ့်မယ်ပြီးရင်ဒီကောင်နှိမ့်မယ်ဖြစ်ဖြစ်မဖြစ်ဖြစ်ကျွန်တော်တန်းညက်နော်တန်းညက်ဖြစ်အောင်လုပ်ရမယ်โอเคပြီးလို့ရှိရင်ဒီမှာတန်းညက်ဖြစ်နေပြီနဲ့တူတယ်ဆိုတော့ဒါမဲ့ကျွန်တော်ကထပ်ပြီးတော့ဖြစ်ချင်တယ်နော်မသေးရမှာဆိုလို့โอเคဒီမှာဆိုလို့ရှိရင်တန်းညက်အခုမှပို့ပြီးတော့တည်တာပါပြီဆိုလို့ရှိရင်ကျွန်တော် construction line လေးခေါ်မယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့ပေါ်နေထပ်တက်လိုက်နော်ဆိုတော့ဒီမှာအမြင့်ရတဲ့180ပေးပွားပြီဆိုတော့နောက်တော့ဒီဘက်ကဟိုဟာလေးရတဲ့ပေးပွားပြီဆိုတဲ့အတွက်ဒါကျွန်တော်ဒီဘက်တစ်ချမ်းပြီးသွားပြီပြီးသွားလို့ရှိရင်ဒီကနေပြီးအပေါ်တက်အောင်ပါနော်ဒီကနေပြီးတော့အပေါ်လေးကိုတက်မဲ့ကောင်ရှိရဆိုတော့ဘယ်လောက်တက်မလဲဆိုတာကိုမသိဘူးဆိုတဲ့အတွက်ကျွန်တော် dimension ကိုအရင်ပြန်သွားကြည့်မယ်ဘာပြရလဲဆိုလို့ရှိရင်သူကဒီအလယ်မှာဟိုးအောက်ဆုံးကနေအပေါ်အထိဘာသွားမလဲဆိုလို့ရှိရင်နဲ့မှာ130သွားမယ်တဲ့ဆိုတော့130သွားပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ parallel ဖြစ်တဲ့မြင်းလေးကိုအပေါ်ကိုတက်ပြီးတော့ဆွဲသွားမှာ okay ဆိုတော့130ရှိတဲ့အမြင့်ကိုကျွန်တော်အရင်ဖန်တီးမယ်ဆိုတဲ့အတွက်ကျွန်တော်စန္ဒာလိုင်းရေးယူမယ်ပြီးလို့ရှိရင်တော့သတ်မှတ်လိုက်မယ်ပြီးလို့ရှိရင်ဒီကနေပြီးတော့ base 130เนาะ130ဖြစ်တဲ့အတွက်130လောက်လိုက်ပြီ okay ဆိုတော့130ရှိရဲ့အမြင်နဲ့เนาะ130ရှိရဲ့ဒီကနေပြီးတော့လောက်ပေါ့ okay ပြီးလို့ရှိရင်ဒီကောင်နဲ့ကဘာဖြစ်မလဲဆိုလို့ရှိရင်ပြိုင်မယ်နော်ပြိုင်မယ်ဆိုတော့ပဲလေဟုတ်ပြီဆိုတော့ပြိုင်ပြီးသားဆိုတော့မလိုတော့ဘူးလို့ရှိရင်ဒီကြားထဲမှာဒီလိုမျိုးတောင်းမဟုတ်ဘူးသူ့မှာ fillet ချိုးရတာပါတယ်ကျွန်တော်တစ်ချက်ပြမယ်ဒီနားမှာဒီနားမှာဆိုလို့ရှိရင်သူကလေးတောင်းပုံစံမဟုတ်ဘဲနဲ့ခုံးလေးရှိတယ်အဲ့ကောင်ကျွန်တော်ဘာလို့ခေါ်လဲဆိုရင် fillet လို့ခေါ်တယ် fillet ကဘယ်လောက်ချိုးရလဲဆိုလို့ရှိရင်ဒီမှာသူကတောင်စုံမျှပြထားတာကိုသွားကြည့် R3 ဆိုပြီးပြထားတယ်ဆိုတဲ့အတွက်3 mm နဲ့ကျွန်တော်တို့သွားပြီးတော့ fillet ချိုးကြမယ်เนาะ3 mm နဲ့ fillet ချိုးမယ် fillet ချိုးဖို့အတွက် fillet ကိုခေါ်မယ်ဒီကနေပြီးတော့ဒီအထိ3မှန်တယ် okay ဒါရပါပြီပြီးလို့ရှိရင်မလိုတဲ့ကောင်လေးတွေ trim ဖြစ်မယ် trim နဲ့ဖြတ်မယ် okay ဒါရပါပြီပြီးလို့ရှိရင်ကျွန်တော်က mirror ခောက်မှာဖြစ်တဲ့အတွက်ကျွန်တော် mirror entity ကိုရွေးမယ်ဘယ်ကောင်တွေကျွန်တော် mirror ခောက်ညံလဲဆိုလို့ရှိရင်ဒီကောင်တွေပြီးလို့ရှိရင်ဒါလေးတွေ mirror ခောက်မှာဒါလေးတွေမဟုတ်ဘယ်ကောင်ပေါ်မူတည်ပြီးတော့เนาะဘယ်ကောင် center ကိုမူတည်ပြီးတော့ mirror ခောက်မှာလဲဆိုလို့ရှိရင်ကျွန်တော်ဒီအလယ်မြင်းယူပြီးတော့ mirror ခောက်လိုက်မှာဖြစ်တဲ့အတွက်ဒါရပါပြီ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီကောင်ရပါပြီသူ့ပုံမှာပြီးထားတဲ့เนาะ140ဆိုပြီးတော့ diameter ပေးထားတယ်ဆိုတော့ဒီအောက်မှာကြည့်လို့ရတဲ့အောက်ဆုံးပုံမှာ140ဆိုပြီးပေးထားတဲ့ကောင်ကဘာလဲဆိုလို့ရှိရင်သူတို့ဒီကနေပြီးတော့ကျွန်တော်ချက်ပြမယ်ဆိုတော့ဒီကနေပြီးတော့ဒီအထိအကွာဝေးကဒါ140ဆိုပြီးတော့ပေးလိုက်တယ်เนาะဒီမှာကျွန်တော်သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် mirror ခောက်ပြီးသားဖြစ်တဲ့အတွက်လုံးဝမညီစရာအကြောင်းလုံးဝမရှိဘူးပြီးတော့လို့ရှိရင်အနောက်ကို extruder boss ပြင်မယ် extruder boss ကဘယ်လောက်ပြင်မလဲဆိုလို့ရှိရင်ကျွန်တော်တို့သွားပြီးတော့ပုံကိုကြည့်မယ်ဒီမှာเนาะညာဘက်ဆုံးအပေါ်ဆုံးမှာဆိုလို့ရှိရင်ဘယ်လောက်ပေးထားလဲဆိုလို့ရှိရင်100သူ့ရဲ့အထူက100ဆိုပြီးပေးထားတယ်116ကဘာလဲဆိုလို့ရှိရင်စာကယ်လေးတွေเนาะစာကယ်လေးတွေကိုမှအပြင်နေနဲ့ထွက်နေတဲ့အသားလေးတွေကကြတော့116เนาะဟိုဘက်8ဒီဘက်8ပေါ့เนาะဒါပေမဲ့130ကိုကျွန်တော်တို့အရင်ဆုံးလုပ်မယ်ဆိုတဲ့အတွက်130ကိုကျွန်တော်တို့သတ်မှတ်လိုက်မယ်เนาะကျွန်တော် mid plane ယူလိုက်မယ် mid plane 130ဆိုပြီးထားလိုက်မယ် okay ဆိုတော့ဒီကောင်လေးရပါပြီဒီကောင်လေးရပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်ကနေသွားလိုက်မယ် okay ဆိုတော့ဒါလေးတော့ဖြစ်သွားပြီဖြစ်သွားပြီဆိုရင်ဘာထပ်လုပ်မလဲဆိုတော့ကျွန်တော်တို့စာကယ်လေးတွေအရင်သွားမယ်စာကယ်လေးအရင်သွားဖို့အတွက်ဘယ် plane ကနေစဆွဲမလဲဆိုလို့ရှိရင်ကျွန်တော်တို့က front plane ကနေပြီးကျွန်တော် UV ဆွဲလိုက်မယ်နော် front plane edit လုပ်ပြီး front plane ကနေဆွဲမယ်လို့ရှိရင်စာကယ်ယူမယ် level point လေးကိုနည်းနည်းတောက်လိုက်မယ်ဆိုတော့ဒီမှာပေါ်လာမယ်ဒီကောင်စာကယ်တစ်ခုပြီးလို့ရှိရင်အောက်ကနေပြီးတော့ဒီကနေဒီထီကိုစာကယ်တစ်ခု okay ဟုတ်ပြီဆိုတော့ဒီစာကယ်ကြီးကဘယ်လောက်လဲလို့တော့ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေးထားတယ်ဟိုးထိပ်ဆုံးကပုံကပေးထားတယ်30 20ဆိုပြီးတော့ပေးထားတယ်เนาะ30ကဘာလဲဆိုလို့ရှိရင်30 diameter ဘာလဲဆိုလို့ရှိရင်ဒါကျတော့အပြင်ဆက်ဝိုင်းရဲ့ဒါ diameter ဟောပေါ့အတိုင်းတာပေါ့ဆိုတော့20ကဘာလဲဆိုလို့ရှိရင်20ကကျတော့အတွင်းဆက်ဝိုင်းရဲ့ဒီအတိုင်းတာဆိုတော့30အပြင်ဆက်ဝိုင်းအတွင်းဆက်ဝိုင်းကကျတော့20
တစ်ခုနဲ့တစ်ခုကကြတော့ပြောမယ်ဆိုလို့ရင်ထပ်ထားတာဒါပေမဲ့ပုံမှာထပ်ထားရဲဆိုပေမဲ့ကျွန်တော်ဘယ်လောက်ခွာရမလဲဆိုလို့ရှိရင်ကျွန်တော်ဒီတိုင်းသွားပြီးတန်းကြံကြီးလုံနေလို့မရဘူးဒီမှာကြတော့ဒီပုံမှာကြတော့တန်းကြံလုံလို့မရဘူးဆိုတော့ကျွန်တော်ဘာကွာဝေးထားမလဲဆိုလို့ရှိရင် 0.1 လောက်နော်အကွာဝေးထားလိုက်မယ်ဆိုတော့ 0.1 ကကြတော့ဘာမှမသိတော့ဘူးလीနော်ဆိုတော့ဒီကောင်က30ပြီးလို့ရှိရင်ဒီကောင်လည်း30 Okay ဗျာ30ရပါပြီဆိုတော့ဒီ swine လေးကိုအောင်းနေနဲ့ဆွဲချလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ smart dimension ကိုယူမယ် Okay ဆိုတော့ဒီကနေပြီးတော့ဒီညာလေးဆိုလို့ရှိရင်ကျွန်တော်သိထောက်လို့မရဘူးဆိုတော့ကျွန်တော်ဘာသုံးမလဲဆိုလို့ရှိရင်မြင်သာဖို့အောင်လို့ center line လေးပဲသုံးလိုက်မယ်ဒီနားနေပြီးတော့ဒီထိမင်းကဒီကကြတော့ဒါ beginner ဖို့လို့ပေါ့နော်တခုချင်းလေးလိုက်ပြီးပြောပြတယ်မှန်နေလောက်ဆိုလို့ရှိရင်ဒါဖတ်ဆိုပြီးတော့ကိုရဲ့ဒီကိုကျွမ်းကျင်တယ်ပေါ့ကိုကျွမ်းကျင်တော့သုံးပြီးတော့ဒါချလိုက်လို့ရတယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ 0.1 လောက်ပဲကျွန်တော်ခွာလိုက်မယ် Okay ဆိုတော့မတိမတာတော့เนาะအရင်ကွာနေရတယ်မဟုတ်ဆိုတော့ဒီတော့သုံးမှကျွန်တော်တို့ကဒီတန်းကြံဖြစ်တဲ့ဟာကိုကျွန်တော်တို့ယူဆပြီးတော့ပုံလေးဆက်ဆွဲလို့ရမဟုတ်ဆိုလို့ရင်ကျွန်တော်ဒီမှာ error ရှိနေလိမ့်မယ် Okay ဆိုတော့အတွင်းဆက်ဝိုင်းက20အတွင်းဆက်ဝိုင်းက20ဒီအတွင်းဆက်ဝိုင်းကလည်း20 Okay 20ဟွာပြီပြီးလို့ရှိရင်ဒီကောင်ကနေပြီးတော့ဒီကောင်ကတစ်ခုတတ်မှတ်ပြီးလိုက်ပေါ့နော်အဲ့ဒါမှပို့ပြီးဟောဖြစ်သွားမှာရွှေ့လို့မရတော့မှာပေါ့နော် Okay ပြီးလို့ရှိရင်ကျွန်တော် feature ထဲဝင်မယ်ပြီးလို့ရှိရင် extrude boss ကိုသုံးမယ်ပြီးလို့ရှိရင်ကျွန်တော်ကအလဲအကောင်ဟုတ်တယ်မှန်တယ်ပြီးလို့ရှိရင် mid plane သုံးမယ်ဆိုတော့ဘယ်လောက်လဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ तू ကပေးထားတယ်130ရဲ့အပေါ်မှာ116ဆိုပြီးတော့ပေးထားတယ်ဆိုတော့သူ့ရဲ့နော်ပိုနီရဲ့အသားလေးကဟိုဘက်ရှစ်ဒီဘက်ရှစ်ဆိုတော့116ကျွန်တော် mid plane ကယူလိုက်တဲ့အတွက်သူကဟိုဘက်ကိုလည်းတစ်ဝက်ဒီဘက်ကိုတစ်ဝက်ခွဲပြီးမှဖြစ်တဲ့အတွက်ကျွန်တော်တိတ်ပြီးတွက်ဆရာမလိုတော့ဘူးဆိုတော့116ဖြစ်တဲ့အတွက်ကျွန်တော်116ပဲရေးလိုက်မယ်ဘာမှမလိုတော့ဘူး116နော်သူကဟိုဘက်ရှစ်ဒီဘက်ရှစ်အသားလေးကထွက်နေလိမ့်မယ်ဟုတ်လားမဟုတ်လားဆိုဒီမှာသွားကြည့်မယ်ဒီမှာထွက်နေတယ်ဒီမှာထွက်နေတယ် Okay ဒါနဲ့မပြီးသေးဘူးအလယ်မှာဖောက်ကမဲ့အပေါက်တွေရှိသေးတယ်ပေါက်မှရှိသေးတဲ့အတွက်ဘာထပ်သုံးလဲဆိုလို့ရှိရင်ကျွန်တော်စာကင်မဆွဲနေတော့ combat entity ဆိုပြီးတော့ကိုင်လိုက်တယ် Okay ဆိုတော့ select မှတ်လိုက်တယ်ကျွန်တော်ဒါဖြစ်လာတယ်ဆိုလို့ရှိရင်ကျွန်တော်ဆွဲထားတဲ့ဟာလေးက 2D sketch လိုမျိုးပြန်ပြီးထွက်လာတယ်အဲ့ဒါမှကျွန်တော်က extrude cat နဲ့သုံးလိုက်မယ်အဲ့ဒီကောင်လေးနှစ်ကောင်ကို116ဆိုပြီးတော့သတ်မှတ်လိုက်မယ် Okay ဒါဆိုလို့ရှိရင်အပေါက်လေးဖြစ်သွားပြီဟိုဘက်ပေါက်ဒီဘက်ပေါက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လိုချင်တဲ့ဟာလေးကိုဖြည်းဖြည်းနဲ့ပုံစံလေးကကျွန်တော်ပေါ်လာပြီပေါ့နော် Okay ဆိုတော့နောက်ထပ်ဘာလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်ဒါ top right right side ကနေပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုအလဲကနေဖြတ်နော်ဒီမှာဆိုလို့ရှိရင်လည်းတွေ့ရမယ်ဘာလို့ရမလဲဆိုလို့ရှိရင်အလဲကနေပြီးတော့ဖြတ်ထားတဲ့ကောင်လေးကိုတွေ့ရမယ်ဆိုတော့အလဲကဖြတ်ထားတဲ့ကောင်ကဘယ်လောက်လဲဆိုလို့ရှိရင်သူ့ရဲ့အကွာအဝေးက40ရှိရဲ့အတိုင်းအတာနဲ့ဟိုဘက်နဲ့ဒီဘက်ကိုထုတ်ချင်းပေါက်ဖြတ်ပလိုက်ဆိုတော့ကျွန်တော်40ရှိရဲ့အတိုင်းအတာ rectangle တစ်ခုကိုယူမယ်40ရှိတဲ့အတိုင်းအတာဒီမှာကကျွန်တော်ဒီ center rectangle ပဲယူလိုက်မယ်နော်ဒီကနေပြီးတော့ဒီထိလို့ရှိရင်ဒီကောင်က40ပြီးတဲ့အတွက်40သတ်မှတ်လိုက်မယ် Okay အမြင့်ကဘယ်လောက်လဲဆိုလို့ရှိရင်ခုနကကျွန်တော်ပြောထားတယ်ဒီကနေပြီးတော့နော် base က130ဆိုပြီးတော့ပြောထားတယ်ဆိုတော့ကျွန်တော်ဒါ130ပဲဘာမှသွားပြီးတော့ကြည့်ကြလို့ Okay 130ပြောပြီးလို့ရှိရင် extrude cut လို့ရှိရင် through or both ကိုသုံးမယ်နော်ဟိုဘောဒီဘောကျွန်တော်ဖြတ်ချင်တာဖြစ်တဲ့အတွက် both ကိုသုံးလိုက်ပြီဆိုတော့ကျွန်တော်ဒီလိုလေးရလာပြီ။ Okay တဖြည်းဖြည်းနဲ့တော့ပုံလေးကပေါ်လာပြီနော်။ဘာလုံးလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ circuit လေးထပ်ပြီးဖောက်ဖို့ပဲလုံးမှာ။ချက်သွားကြည့်မယ်ဆိုလို့ရှိရင်နော်ဒီမှာတဖြည်းဖြည်းနဲ့ပေါ်လာပြီ circuit လေးဖောက်ဖို့ပဲလို့တော့မှာ circuit တွေကိုကျွန်တော် top ကနေပြီးနိုင်ဖောက်လိုက်မယ်။ဆိုတော့ sketch Okay ပြီးလို့ရှိရင် circuit လေးပေါ့ဗျာဒီဘက်လေးကိုတင်လိုက် value တင်လိုက်လို့ရှိရင်အလယ်မှာလေးထွက်လာမယ်
okay ဆိုတော့စာကလေးဆွဲလိုက်ပြီးရှင်ဒီပေါ်နည်းနည်းတင်အဲ့ရှင်လက်မလေးထွက်လာလိုက်မယ်စာကလေးတင်လိုက် okay เนาะပြီးလို့ရှင်ကျွန်တော် mirror ပဲထပ်ခောက်မှာဖြစ်တဲ့အတွက်ကျွန်တော် center line လေးကိုဆွဲထားလိုက်မယ်ဒီပေါ်မူတည်ပြီးတော့ဟိုဘက်ကိုလမ်းခောက်เนาะအဲ့ဒီစာကလေးကဘယ်လောက်လဲဆိုလို့ရှင်ကျွန်တော်သွားကြည့်မယ်သူကเนาะ10ပေးထားတယ် M10 10 mm နဲ့ကျွန်တော်ဖောက်မယ်ဘယ်နှလုံးဖောက်လဲဆိုလို့ရှိရင်4လုံးဖောက်ဆိုတော့ကျွန်တော်10 10 mm 10နဲ့ကျွန်တော်တော့ဖောက်ကြမယ်mm 10 okay ပြီးလို့ရှိရင်ဒီကောင်နဲ့ဒီကောင်နဲ့ညီရဆိုပြီးပေးလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော် mirror ခောက်မှဆိုတော့ mirror entity ဆိုတော့ဒီကောင်လေးလိုချင်တာပြီးလို့ရှိရင် layer reference plane ကကြတော့ဒီကောင်လိုချင်တာဟိုလိုလိုက်ပြီဆိုတော့ကျွန်တော်ဘာမှထပ်ပြီးဆွဲကြမှာတော့ဒါအမြန်ဆွဲနေပေါ့တခုချင်းနေလိုက်ဆွဲနေလို့ရတယ်ဒါမှအဲ့လိုကြီးကြောက်အချိန်ကြာရတယ်เนาะဆိုတော့ up to next ကိုသွားလိုက်မယ် okay ဗျာတဖြည်းဖြည်းနဲ့ပုံကပေါ်လာပြီเนาะပြီးရှင်ဘာသွားမလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာလိုအပ်နေတာကသူ့မှာ chamfer လေးသုံးထားတယ် chamfer သုံးထားတယ်နည်းနည်းဒီမှာဆိုလို့ရှိရင်ပို့ပြီးတော့တည်တာမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်သူကဒီလိုမျိုးလေးသုံးထားတယ်เนาะ subwire အဲ့ဒီဖောက်လိုက်တဲ့ဟာတဲ့ဥမာမှာသူက chamfer ဆိုပြီးဒီလိုမျိုးလေးသွားတဲ့ဟာကိုသုံးထားတယ်ဆိုတော့အဲ့ဒီကောင်ကဘယ်လောက်လဲဆိုလို့ရှိရင်သူက4နော်4ဒါရုရှားလို့ရေးရတာဗာလေအောင်ဒီ4 diameter လို့တော့ပြောရတယ်ဆိုတော့ကျွန်တော်အဲ့အလေးကိုလောက်ကြည့်လိုက်ကြအောင်4 diameter ဒါမျိုးတော့8နဲ့ဖောက်လိုက်ရှာလို့ဘာလို့ညာလို့လာပြီးတာတော့ကျွန်တော်တို့ကဒီမှာချန်ဖာလေးကိုတောင်းမယ်ပြီးလို့ရှိရင်ဒီကောင်နော်4ပေးရတော့4နဲ့ပေါက်လိုက်တော့ဒီတော့လေ okay ပြီးလို့ရှိရင်ဒီမှာ4ကြည့်ရအောင်လားမသိဘူး okay မကြည့်ပါပုံမှန်ပဲသူလိုချင်တဲ့ဟာလေးကွတ်တီပဲသူလိုချင်တဲ့ဟာလေးကွတ်တီပဲဆိုတော့နော်ဒီမှာဆိုလို့ရှိရင်နည်းနည်းတော့ကြည့်ရမယ်လို့သူလိုချင်တဲ့ဟာနဲ့ချက်သွားကြည့်လိုက်မယ်ဟုတ်တယ်အဲ့ဆိုရင်ကျွန်တော်2လောက် short ကြည့်လိုက်မယ်နော်2လောက် short ကြည့်လိုက်မယ်2လောက် short ကြည့်လိုက်မယ်ရှာပါတယ်ဝင်မယ်လို့ရှိရင် edit feature ကိုနှိပ်မယ်2ဗျာနော်2နော်ဒီမှာကျ45 degree ဟုတ်တယ်သူက45 degree သူက4လုံးလိုချင်တာ4လုံးလိုချင်တာပြောတာခုနက4ဒီလိုမျိုးဟာကြီးကသူက diameter မဟုတ်ပြောချင်တာရုရှားဘာသာစကားလေးကနေအတိုင်းပြမဟုတ်လားရုရှားလုံးเนี่ยဆက်လုံး4လုံးလိုချင်တာလို့ပြောတာ4ခုဟိုဘက်ဒီဘက်ဆို4ခုဖောက်ချင်တာတော့သူက diameter မဟုတ်မှားမယ်အဲကျွန်တော်ရုရှား site ကယူထားတယ်တူတယ်ဆိုတော့အဲ့လိုမျိုးယူထားတာသူကနော် distance က2ရှိရယ်45 angle နဲ့ဖောက်မှာနော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ2 45ကျော်ပါပြီလို့ရှိရင်ဒါမှကွက်တီဖြစ်သွားတာနော်ဒါကွက်တီဖြစ်သွားပြီပြီးလို့ရှိရင်ဘာလိုနေတဲ့တခုခုတော့လိုအပ်နေတယ်လို့ခံစားရတယ်ဘာလဲဆိုတော့ပုံသွားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနားမှာသူကဒီမှာဆိုလို့ရှိရင်ဘေးနားလေးမှာသူကဟိုလိုဆိုတာချန်ဖာလေးခောက်တာနော်ချန်ဖာမဟုတ်ပါဘူးဖေးလက်လေးခောက်တာဖေးလက်လေးခောက်တာပြီးတော့ကျွန်တော်လည်းဖေးလက်လေးလိုက်ခောက်လိုက်နော်ဒါပပါအောင်ကျွန်တော်ဖေးလက်လေးလိုက်ခောက်လိုက်မယ်ဖေးလက်ခောက်ဖို့အတွက်ကျွန်တော်ဘာယူမလဲဆိုလို့ရှိရင်ဒီမှာဖေးလက်လို့ရှိရင်လိုချင်တဲ့တောင်လေးတွေကို fill ချုံရဆိုရင်လိုချင်တဲ့တောင်လေးကိုနှိပ်လိုက်ဗျာဒီဟာလေးလိုက်နှိပ်လိုက်ခုန3လို့ပြောထားတယ်နော် fill က3ဆိုတော့ကျွန်တော်တို့3ကိုပဲကျွန်တော်3လိုက်မယ်โอเค3ဗျာနော်သူလိုချင်တဲ့ပုံလေးခုဆိုလို့ရှိရင်ရသွားပါပြီโอเคเนาะမှာဘာညာပြောင်းနေတယ်ဆိုလို့ရှိရင်အယောင်လေးရွာလေးပြောင်းနေတယ်ဆိုလို့ရှိရင်ဒီထဲမှာလှမ်းပြီးတော့ချဲလိုက်ပေါ့ဗျာဒါဆိုရင်ရပြင်းတယ်โอเคเนาะအယောင်လေးပါလေးချဲလိုက်လို့ရှိရင်စင်းတွေကိုလည်းမှာ plain ဒါမှမဟုတ်ကျွန်တော် 3D ဟာပြောင်းနေရကျွန်တော်ပြမယ်
3ဒါဆိုရင် 3D ပုံစံပြတ်သွားပြီနော် change ကိုကျွန်တော်တို့ကဒီမှာဘာသုံးလဲဆိုတော့ country root dot ဒါ root dot ပုံစံလေးပေါ့နော် 3D ကြာနေနေလေးကျွန်တော်ရဲ့အသိမကောင်းအသိကြည့်မကောင်းဆိုတော့ဒါလေးရပါပြီဒါလေးရပါပြီဖြစ်တဲ့အတွက်နောက်ထပ်နောက်ဗီဒီယိုလည်းကျွန်တော်ထပ်ပြီးတော့ဒီ solid one နဲ့ပတ်သက်ပြီးသင်ပေးဦးမှာဆိုတော့ဒီ YouTube channel လေးကို subscribe လုပ်ပြီးတော့လက်မလေးပါလေးပေးထားခဲ့ပါဗျာ Okay အားလုံးပဲကျေးဇူးတင်ပါတယ်